ကျွန်တော်ရဲ့ဇက်ဆောင်ဒါကျိုးလက်တင်နေတက်တော်လက်တင်နေ favorite လက်တင်နေအနေထားပါတော့ဒါကတော့ဒီကျိုးကိုတင်နေအနေထားဒါနှစ်ဆုံးသမားအတွက်ဆရာကြီးဇက်ဆောင်ဆိုင်းသမားဆိုင်းဆရာအဲ့မလိုက်တဲ့ဆရာကောင်းတော့ပါကင်တက်နေတစုံသမားအတွက်ပါကင်တက်နေအနေထားပါတော့သုံးသမားအတွက်ပါကင်တက်နေအနေထားအဲ့လိုအနေထားရှိတယ်ဇက်ဆောင်နဲ့ဆောင်းနေတဲ့ဆရာကြီးဇက်ဆောင်ဆရာကြီးအတွက်နောက်ဘက်ကအနေထားလည်းပြပေးအောင်နောက်ဘက်အနေထားလည်းဒီလိုမျိုးရှိတယ်နော်အနေထားလေးရှိတယ်ဒီကောင်ကစ်ပုံးပါဓမ္မအတွက်ဒီနှစ်စုံမှာကစ်ပုံးပါမလော့ပါနော်အဲ့လိုရှိဟိုကချစ်စံမှာအတွက်ကျေးဇူးထူးတင်ပါတယ် SS Studio ဒီမှာ